ကျွန်တော်ဟာတကိုင်းလုံးမှာပါရမီအရှိဆုံးတစ်ပည့်ဖြစ်ခဲ့တယ်လူတိုင်းကကျွန်တော်ကိုတကယ်ပဲကျင့်စဉ်အထွတ်အထိပ်ရောက်နိုင်မယ်လို့ယုံကြည်ထားကြတာဒါပေမဲ့အခုတော့ကျွန်တော်ဟာစီကံထင်းထင်းရေးခမ်းမအပြင်ဘက်မှာဒူးထောက်လို့ကျွန်တော်ရဲ့ဓာတ်ကိုလက်နှစ်ဖက်နဲ့မြောက်ကင်ရင်ကျွန်တော်ရဲ့ကျင့်စဉ်တွေကိုဖျက်ဆီးပြီးဂိုင်းကနေနှင်းထုတ်ပေးဖို့ဆရာဖြစ်သူကိုတောင်းပန်နေမိတယ်ကြည်နေတဲ့တပည့်တိုင်းစွန့်သွားကြသလိုအထက်ကအကြီးအကဲတွေတောင်အံ့အားသင့်ကုန်ကြတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အရင်ဘဝမှာကျွန်တော်ဟာကံကြမ္မာရွေးချယ်ခံရသူနဲ့နှစ်ပေါင်းထောင်ချီတိုက်ခိုက်ခဲ့လို့ပဲပြီးတော့ကျွန်တော်ဟာသူ့လက်ချက်နဲ့တေးခဲ့တာမဟုတ်ဘူးကျွန်တော်ယုံကြည်ရဆုံးဆရာဖြစ်သူရဲ့လက်ထဲမှာပဲတေးဆုံးခဲ့ရတာအဲ့ဒီအချိန်မှာပဲကျွန်တော်တခုကိုသဘောပေါက်သွားတယ်ကံကြမ္မာကိုတိုက်ခိုက်လို့မရဘူးဆိုတာပဲရွေးချယ်ခံရသူကိုစန့်ကျင်တာဟာတလောကလုံးကိုစန့်ကျင်တာနဲ့အတူတူပဲဒါကြောင့်ဒီတစ်ချိန်မှာတော့ကျွန်တော်ဟာတာမန်လူတယောက်လိုပဲနေထိုင်ပြီးရွေးချယ်ခံရသူကဒီကိုင်းကိုဘလို့ဖျက်ဆီးမလဲဆိုတာကိုပဲထိုင်ကြည့်နေချင်တော့တယ်ဒါပေမဲ့အခုတော့ရွေးချယ်ခံရသူကိုယ်တိုင်ရဲ့လှုပ်ကြံဆွဆွဲမှုကိုကျွန်တော်ခံလိုက်ရပြန်ပြီးကျွန်တော်ဟာစီကံထိန်သိမ်းရေးခမ်းမအပြင်ဘက်မှာတယောက်တည်းဒူးထောက်နေရတယ်ကျွန်တော်ဒါကိုပြန်မတိုက်ခိုက်တော့ဘူးခမ်းမထဲမှာတပည့်တွေနဲ့ပြည့်နေနေပြီးလူတိုင်းကကျွန်တော်ကိုတနာစာပြုတဲ့မျက်လုံးတွေနဲ့ကြည့်နေကြတယ်လူတိုင်းလေးစားရတဲ့စီနီယာအကိုကြီးကမိမိလူချင်းချင်းကိုတကယ်ပဲနာကျင်အောင်လုပ်လိုက်မယ်လို့ဘသူကထင်ပါလဲကျန်းမင်းရဲ့အပြစ်ကိုဝန်ခံသလားအထက်ကစပင်ဖြူအကြီးကဲကမေးလိုက်တယ်ဒါပေမဲ့ကျွန်တော်ပြန်မဖြေခင်မှာပဲနုနယ်တဲ့မိမပြူကျင့်ကြံသူလေးကအရင်ဖြတ်ပြောလိုက်တယ်စီနီယာကိုကြီးဝန်ခံလိုက်ပါတော့အကိုလုတ်ခဲ့တာတွေကဂိုင်းကနှိမ့်ထုတ်ခံရဖို့လုံလောက်နေပြီဒါပေမဲ့မစိုးရိမ်ပါနဲ့အကိုသာဝန်ခံလိုက်ရင်ဆရာကခွင့်လွှတ်ပေးမှာပါဥမာကတော့ကျွန်တော်ရဲ့ဂျူနီယာညီမလေးလူဝေဖြစ်ပြီးကျွန်တော်ကျူးလွန်ခဲ့တယ်ဆိုတဲ့အပြစ်တိုင်းရဲ့တူဦးလေးတော်မျက်မြင်သက်သေပဲဟုတ်တယ်စီနီယာကိုကြီးကျန်းအကိုတမင်လောက်တာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါတယ်တပည့်တွေကတယောက်ပြီးတယောက်ဝိုင်းပြောကြတယ်ကျွန်တော်ဘေးပတ်ဝန်းကျင်ကစူညံတန်တွေကြောင့်တတိပြန်ဝင်လာပြီးဝေဝါးဝါးနဲ့အခန်းထဲကိုဝေးကြည့်လိုက်တယ်ဒါပေမဲ့အဲ့ဒီအကြည့်တစ်ချက်ကပဲလူတိုင်းကိုကြက်တီးထားသွားစေတယ်ဒါဟာသူတို့လေးစားရတဲ့စီနီယာကိုကြီးတကယ်ပဲလားကြောက်စရာကောင်းလိုက်တာကျွန်တော်ဟာမှတ်ညံဟောင်းတွေကိုပြန်စူးစီးပြီးခါးသီးစွာရေမောလိုက်တယ်ဒီနေ့ကိုတကယ်ပဲပြန်ရောက်လာခဲ့တာလားလို့မယုံနိုင်အောင်ဖြစ်နေမိတယ်ကျွန်တော်အပေါ်ဆွဆွဲချက်မှန်သမျှဟာအလိမ်ညာတွေကြီးပဲဒါပေမဲ့ကျွန်တော်ဟာစင်မြင့်ပေါ်ကအကြီးကဲခန်းကိုကြည့်ပြီးမတ်တရက်ကပြောလိုက်တယ်ကျွန်တော်အပြစ်ရှိကြောင်းဝန်ခံပါတယ်ကျွန်တော်ဟာဘဝတစ်ခုကိုဖျက်ဆီးခဲ့ပြီးဘသူမှန်တယ်ဘသူမှားတယ်ဆိုတာကိုတိုက်ခိုက်ငင်းခုန်ရတာညီငွေ့နေပြီးခဲ့တဲ့ဘဝတုန်းကကျွန်တော်အရှုံးမပေးပဲနေခဲ့ပေမဲ့နောက်ဆုံးတော့ပြင်းထန်တဲ့အပြစ်ပေးမှုကိုခံခဲ့ရတာပဲကျွန်တော်ဝန်ခံလိုက်တဲ့အခါခန်းကတက်ပြင်းချနိုင်သွားတယ်သူဟာကျင့်စဉ်အထွတ်ထိပ်ရောက်နေသူဖြစ်ပေမဲ့ကျွန်တော်ရဲ့စောစောကအကြီးတစ်ချက်ကြောင့်ကြောချမ်းသွားခဲ့တာကောင်းပြီမင်းရဲ့အပြစ်ကိုဝန်ခံတဲ့အတွက်မင်းရဲ့အရင်ကလှုပ်ဆောင်ချက်တွေကိုထောက်ထားပြီးဒါဟာတမင်လုပ်တာမဟုတ်တဲ့အတွက်အစုံမဲ့6ကဘာမှာ9ရက်ကြာဆင်ကျင်တုံတရားပွားများဖို့အပြစ်ပေးလိုက်တယ်အစုံမဲ့6ကဘာဆိုတာပြင်းထန်တဲ့လေမုန်တိုင်းတွေနဲ့လျှက်စီးတွေအမြဲရှိနေတဲ့နေရာဖြစ်ပေမဲ့ကျွန်တော်ဟာငယ်စဉ်ကတည်းကနီးစနစ်ရောခန္ဓာကိုယ်ကြံ့ခိုင်မှုပါလူတိုင်းထက်သာလွန်ထူးချွန်ခဲ့သူဖြစ်လို့ဒီအပြစ်ပေးမှုကကျွန်တော်အတွက်ဘာမှမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီပြစ်ဒဏ်ကိုကြားလိုက်ရတဲ့အခါကျွန်တော်ခိတ္တရက်သွားမိတယ်ပြီးခဲ့တဲ့ဘဝတုန်းကတော့သူတို့ကျွန်တော်ကိုခရမ်းရောင်ကောင်းကင်နဲ့လျှက်စီးနဲ့အပြစ်ပေးခဲ့တာအဲ့ဒီတုန်းကနာလန်ထူဖို့6လနီးပါးကြာခဲ့ပြီးကျင့်စဉ်အဆင့်မှာတစ်ဆင့်ရောကြသွားခဲ့ရတာစီနီယာကိုကြီးဒါအံ့ဩစရာပဲအပြစ်ဒဏ်ပေါ်ပါတာကိုတွေ့တော့ကောင်မလေးကအော်ဟစ်ပြီးတပည့်တွေကိုတိုးဝေကကျွန်တော်စီပြေးလာတယ်သူကကျွန်တော်ရဲ့လက်မောင်းကိုကင်လိုက်တယ်သူမရဲ့လက်ကနေနှွေးထွေးမှုကိုခံစားလိုက်ရပြီးတော့ရဲ့လက်မောင်းကိုစက္ကနဲ့ယုံထုတ်ပြီးသူမကိုဘေးကိုတွန်းထုတ်လိုက်တယ်။ယူဝေမြေကြီးပေါ်လဲကျသွားတယ်။သူမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ကျွန်တော်ကိုမောကြည့်နေပြီးထားဖို့တောင်တတိမရတော့ဘူး။ငငယ်ကလေးကသူပါပဲလိုချင်ကျွန်တော်ကအမြဲလျှော့ပေးခဲ့တာဆရာစီကအပြစ်ပေးခံရမယ်ဆိုရင်တော့ကျွန်တော်ကရှေ့ကခံပေးခဲ့တာလေ။ကျွန်တော်ယူဝေကိုလှည့်တောင်မကြည့်သလိုသူမရဲ့မျက်လုံးတွေမြင်မြန်းလာတာကိုလည်းတတိမထားမိဘူး။တကယ်လို့တတိထားမိရင်တော့ကျွန်တော်စိတ်လှုပ်ရှားမှာမဟုတ်ပါဘူး။ကျွန်တော်ရဲ့နှလုံးသားကပြုပြင်လို့မရအောင်ကြေမွသွားခဲ့ပြီကိုအကြီးကဲခန်းကျွန်တော်ဂိုင်းတူတပည့်ကိုထိခိုက်အောင်လုပ်ခဲ့တယ်။ဂိုင်းစီကန်းအရာကျွန်တော်ရဲ့ကျင့်စဉ်တွေကိုဖျက်ဆီးပြီးဂိုင်းကနှိမ့်ထုတ်ရမှာပါကျွန်တော်ပေါ်အခုလိုရှော့ပေါ်ပေးနေရင်စီကန်းတွေကဘယ်မှာရှိတော့မှလဲကျွန်တော်ရဲ့အတန်ကအေးဆက်နေပေမဲ့အဲ့ဒီစကလုံးတွေကလူတိုင်းကိုမိုးချိုးပစ်လိုက်တယ်လို့တုံးလုံးသွားစေတယ်စီနီယာအကူကြီးဘာကိုဆိုလိုတာလဲဥဝေရဲ့မျက်လုံးတွေပြူးကျဲသွားတယ်အပြစ်ဒဏ်ပေါ်တာကဘာလို့ပြဿနာဖြစ်နေရတာလဲဒါပေမဲ့သူဘာမှစဉ်းစားလို့မရခင်မှာပဲကျွန်တော်ကဒူးတစ်ဖက်ထောက်ချလိုက်တာကိုမြင်လိုက်ရတယ်ကျွန်တော်ရဲ့ဓာတ်ကိုလက်နှစ်ဖက်နဲ့ရှေ့ကိုမြှောက်လိုက်ပြီးဒီလောကရဲ့အဆုံးမရှိတဲ့တက်ဖြတ်မှုတွေကိုကျွန်တော်ညီငွေပါပြီးဒါဟာကျွန်တော်ရဲ့အမှားပါကြီးခဲ့ကျေးဇူးပြုပြီးကျွန်တော်ရဲ့ကျင့်စဉ်တွေကိုဖျက်ဆီးပေးပါခန့်ကထိတ်လက်နေရကနေတတိဝင်လာပြီးစပွဲကိုလက်နဲ့အရှိန်ပြင်းပြင်းထူချလိုက်တယ်တော်ပေါ်လာတဲ့ဖိအားကြောင့်လူတိုင်းမျက်နှာပြက်ကုန်ပေမဲ့ကျွန်တော်ကတော့ဘာမှမခံစားရဘူးတကယ်လို့ဒီလောက်လေးနဲ့တုံလုံးနေမယ်ဆိုရင်နှစ်ပေါင်း1000ကြာမှဝိညာဉ်သခင်ကျန်းချီလို့နာမည်ကျော်မှမဟုတ်ဘူးလေမင်းရဲ့ပါရမီနဲ့ဒါဟာတမင်လောက်တာမဟုတ်တာကြောင့်ဂိုင်းကတက်ညာပေးနေတာခွင့်ရေးကိုအလွဲသုံးစားမလုပ်နဲ့လို့ခန်းစားကဒေါသတကြီးပြောတယ်မင်းဟာဒီဂိုင်းမှာနှစ်1000အတွင်းအထူးကြုံဆုံးတစ်ပြည့်ပဲမင်းရဲ့စိတ်ဓာတ်ကိုလူတိုင်းသိတယ်ငါတို့တကယ်ပဲသူ့ကိုမှားယွင်းခဲ့တာလားငါပြန်စုံစမ်းပြီးသူ့နာမည်ကိုရှင်းပေးမယ်အကြီးကဲရှုကနှာခေါင်းရှုံလိုက်တယ်ပြန်စုံစမ်းမယ်ဟုတ်လားမင်းကိုယ်တိုင်သာသူ့ကိုစီကံထိန်သိမ်းရေးခမ်းမကိုမပိုးခဲ့ရင်သူအယုံကြည်ရဆုံးဖြစ်တဲ့မင်းစီကသာအခုလိုအသေးခွဲမခံရရင်သူဘယ်တော့မှအဲ့ဒီလိုပြောမှာမဟုတ်ဘူးသူဘလို့လူလဲဆိုတာမင်းအတိဆုံးပဲမဟုတ်လားချင်းဟွာတိတ်ဆိတ်သွားတယ်ကျွန်တော်ဒါမျိုးမလုပ်နိုင်ဘူးဆိုတာသူမှသိပါတယ်ဒါပေမဲ့အဲ့ဒီအချိန်တုန်းကတက်တီတွေကခိုင်လုံနေတယ်လို့သူ့ရဲ့ညီမလေးစီဝေကိုယ်တိုင်ကလည်းတက်တီထွက်ဆိုခဲ့တာလေနောက်ဆုံးတော့အကြီးအကဲကျန်းကပြောလိုက်တယ်ငါတို့ဒါကိုအဆုံးထိစုံစမ်းရမယ်ကျန်းချီရဲ့နာမည်ကိုပြန်လဲဆက်တင်ပေးရမယ်တခြားကိုင်းကအဖိုးကြီးတွေဒါကိုသိသွားရင်တော့ငါတို့အပြောခံရလို့ပြီးမှာမဟုတ်ဘူးအစုံမဲ့6ကဘာထဲမှာတော့ကျွန်တော်ဟာကျွန်တော်ရဲ့ဝိညာဉ်အာယုံထဲကိုပြန်ကြည့်ပြီးမျက်မှောင်ကျုပ်လိုက်တယ်အဲ့ဒီတော့ကျွန်တော်ကိုပြန်လွတ်လိုက်တာမင်းပေါ့လေစနစ်ဝိညာဉ်ကခေါင်းညစ်ပြတယ်အရင်ဘဝမှာမင်းဟာရွေးချယ်ခံရသူကိုတယောက်တည်းနှစ်ပေါင်းထောင်ချီရင်ဆိုင်ခဲ့တယ်အခုမင်းသာသူ့ရဲ့ကံကြမ္မာစွမ်းရည်တွေကိုသိမ်းယူနိုင်ရင်အခြေအနေကိုပြောင်းပြန်လှန်ပြီးကပ်ပေးကြီးကိုတားဆီးနိုင်လိမ့်မယ်ကပ်ပေးကြီးဟုတ်လားကျွန်တော်ခက်တူရေမောလိုက်ပြီးမျက်နာကပိုတီတင်းသွားတယ်ထွက်သွားစမ်းကပ်ပေးကြီးဆိုတာလင်းယူကနတ်သက်ကြွေဖို့အတွက်မြေနဲ့ကောင်းကင်ကိုရေပူစော်တာပဲပြီးခဲ့တဲ့အချိန်ကကျွန်တော်ဒါကိုတားဖို့ကြိုးစားခဲ့တုန်းကကျွန်တော်ဆရာကျွန်တော်စီနီယာမှကျွန်တော်ချစ်ရတဲ့လူတိုင်းကကျွန်တော်ကိုတပြိုင်နက်တည်းရန်သူလို့ဆက်ဆံခဲ့ကြတာ
စနစ်ကထိတ်လန့်သွားတယ်ကျွန်တော်ရဲ့အထုပ်ထိတ်ချိန်မှာကျွန်တော်ဟာကောင်းကင်ဘုံကိုတော့မကြောက်ခဲ့ဘူးဆိုတာသူသိထားတာကိုကျွန်တော်ကနောက်ထပ်နှစ်တစ်ထောင်မှာလောကကြီးနဲ့အတူမိလောင်ခံရမှာကိုလည်းဂရုမစိုက်ဘူးသူကနောက်ဆုံးတစ်ချိန်စူးစမ်းကြည့်သေးတယ်မင်းရဲ့ဆရာနဲ့စီနီယာမကိုဂရုမစိုက်တော့ဘူးလားနောက်ဆုံးမှာသူတို့လည်းကြောက်စရာကောင်းအောင်တည်ဆုံးခဲ့ရတာလေအဲ့ဒါကိုမတားချင်ဘူးလားမင်းကကောင်းကင်ဘုံပဲသူတို့ကျွန်တော်အပေါ်ဘာတွေလုပ်ခဲ့လဲဆိုတာမင်းအတိဆုံးပဲလေအဲ့ဒီလောက်ဖြစ်ပြီးတာတော့သူတို့ကကျွန်တော်အချိန်တွေကိုပေးဆက်ဖို့ထိုက်တန်သေးတယ်လို့မင်းထင်နေတာလားအစုံမဲ့6ကဘာအပြင်ဘက်မှာတော့လူဝေကချီချောင်းဓာတ်ကိုကြစ်ပါအောင်စုပ်ကင်ထားပြီးမျက်လုံးတွေညီမြန်းနေတဲ့ခမ်းမထဲမှာကျွန်တော်သူမကိုလူအပုံကြီးရှိမှယွန်ရှာတဲ့အကြီးနဲ့ကြီးခဲ့တာကိုပဲထက်ခါတလဲလဲမြင်အောင်နေမိတယ်သူမရဲ့နှလုံးသားကိုအထောင်ပေါင်းများစွာနဲ့အထိုးခံရတယ်လို့ခံစားနေရတယ်လွန်ခဲ့တဲ့ရက်ပိုင်းလေးတင်ကမှသူမကိုအလိုလိုက်ခဲ့တဲ့စီနီယာကိုကြီးကဘာလို့ဒီလိုဖြစ်သွားရတာလဲသူမတက်တည်ထွက်ဆိုခဲ့လို့ပဲလားဒါပေမဲ့သူမကိုယ်တိုင်မြင်ခဲ့တာလေကျွန်တော်အဲ့ဒီတပည့်တွေကိုမိစ္ဆာသားရဲတွေရဲ့ပါဇက်ထဲကိုတွန်းပို့ခဲ့တာမဟုတ်ဘူးလားသူမတကယ်ပဲမှားနေတာလားအဲ့ဒီအချိန်မှာပဲစီကန်းထိမ့်သိမ်းခမ်းမကတပည့်တစုသူမရှိကိုရောက်လာတဲ့ဂျူနီယာညီမလေးယူမင်းကိုမေးစရာရှိလို့ငါတို့နဲ့လိုက်ခဲ့ပါသူတို့ရဲ့အတန်ကယဉ်ကျေးနေပေမဲ့မျက်လုံးတွေကတော့ကျဉ်းနဲ့အားရမှုတွေနဲ့ပြည့်နေတယ်နှစ်တွေကြာကြီးဒရူဝေဟာပြင်းထန်တဲ့ပြစ်ဒဏ်ခံရမယ့်အမားတွေကိုလုပ်ခဲ့ပေမဲ့ကျွန်တော်ကအမြဲကာကွယ်ပေးခဲ့လို့လွတ်မြောက်ခဲ့တာလေစီကန်းထိမ့်သိမ်းခမ်းမကလည်းအမြဲမျက်ကွယ်ပြုခဲ့ရတယ်ဒီနေ့တော့သူတို့သူမကိုခေါ်ယူဖို့အခွင့်အရေးရသွားပြီဘေးကတပည့်တွေကတော့ဝေခွဲမရဖြစ်နေကြတယ်နေဦးဘာဖြစ်တာလဲစီကန်းထိမ့်သိမ်းခမ်းမကဘာလို့ညီမလေးယူကိုလာဖမ်းတာလဲသူတို့စီနီယာအကိုကြီးကျန်းကိုမကြောက်ကြတော့ဘူးလားမင်းတို့မကြားသေးဘူးလားယူဝေကတက်တေအတူပေးခဲ့တာတဲ့စီနီယာအကိုကြီးကသူမအတွက်ကြောင့်အပြစ်ကိုကောင်းခံပေးနေတာချက်ချင်းဆိုသလိုတပည့်အားလုံးကယူဝေဟာကိုယွန်ရှာတဲ့အကြည့်တွေနဲ့ကြည့်ကုန်ကြတယ်လူတယောက်ကိုတကယ်မသိနိုင်ပါလားစီနီယာအကိုကြီးကသူမကိုအဲ့ဒီလောက်ကောင်းပေးခဲ့တာကိုသူကတော့မွေးဟောက်မလေးဖြစ်နေတာပဲဒါတွေကိုကြားလိုက်ရတဲ့အခါယူဝေရဲ့မျက်နှာသွေးဆုပ်သွားတယ်သူမရဲ့ခံစားချက်တွေရှုပ်ထွေးနေပြီကျွန်တော်အပြစ်မရှိကြောင်းတက်တေတွေ့ပြီးဒီမတရားမှုကိုအဆုံးသတ်ချင်တယ်လို့တစ်ဖက်မှာလည်းဘာတက်တေမှမတွေ့ပဲသူမဟာစီကန်းလိုက်နာသူတယောက်ဖြစ်နေကျွန်တော်အချစ်ဆုံးညီမလေးဖြစ်ဆက်ရှိနေခြင်းသေးတယ်သူမစီကန်းထိမ့်သိမ်းရေးခမ်းမကိုရောက်တဲ့အခါအကြီးကဲတိုင်းရဲ့မျက်နှာကတီးနေတဲ့ခမ်းမအလဲမှာတော့ကြီးမားတဲ့ဂျေးမှန်ကြီးတစ်ခုရှိနေတယ်အဲ့ဒါကကောင်းကင်မျက်လုံးမှန်ဖြစ်ပြီးအနာဂတ်ကိုကြည့်နိုင်တယ်လို့အတိတ်ကိုလည်းထိမ့်သိမ်းထားနိုင်တယ်အစင်းမြင့်ကြင်ကြံသူတွေပဲအသုံးပြုနိုင်တဲ့အစွမ်းထက်တဲ့အရာပေါ့ယူဝေကြောင်သွားတယ်အကြီးကဲခန်းကတကယ်ပဲကောင်းကင်မျက်လုံးမှန်ကိုထုတ်သုံးလိုက်မယ်လို့သူမမထင်ထားခဲ့ဘူးအမှန်တရားကိုရှာဖို့ပဲအာယုံဆိုင်နေတဲ့ခန်းကတော့သူမရဲ့စိုးရိမ်ပူပန်မှုကိုတတိမထားမိပဲတိုက်ရိုက်ပဲပြောလိုက်တယ်သူမလေးယူကောင်းကင်မျက်လုံးမှန်အောက်ကိုလှမ်းခဲ့ပါ